ပုပ္ပေစကံအရင်ခံကြံတိုင်းအောင်စမြဲတဲ့လူတယောက်ကောင်းမှုတွေအများကြီးပြုခဲ့ဘူးတယ်ဆိုလို့ရှိရင်ဒီဘဝမှာသူကြံစီသမျှဟာအကုန်လုံးပြီးစီးတယ်အောင်မြင်တယ်ဟုတ်လားဒါနကောင်းမှုသီလကောင်းမှုတမာတိပညာဘာဝနာကောင်းမှုစုံအောင်အထွတ်အထိပ်ရောက်အောင်ပြုခဲ့မယ်ဆိုလို့ရှိရင်ဒီဘဝမှာသူကြံစီတာတွေအကုန်လုံးဟာအောင်မြင်နိုင်တယ်ရှေးကောင်းမှုရဲ့စွမ်းရည်တတ္တိနဲ့ကိုပဲအောင်မြင်မှုအမျိုးမျိုးကိုရနိုင်တယ်ပေါ့နော်ဒါကြောင့်ပုပ္ပေစကံအရင်ခံကြံတိုင်းအောင်စမြဲအကယ်၍ပုပ္ပေစကံကောင်းမှုပြုခဲ့တာနေခဲ့တယ်ချွတ်တဲ့ခဲ့တယ်ဆိုရင်တော့လို့ပြောကြတယ်လူတွေကကံမရှိဉာဏ်ရှိတိုင်းမွဲဟုတ်လားကြံရီဖန်ရီတွေနဲ့ကြိုးစားပြီးတော့လောက်ကင်မှာတော့လည်းပဲရှေ့ကကောင်းမှုဟာအလွန်နေခဲ့တဲ့အတွက်ကြောင့်ကိုကြံစီတာတွေကိုကြိုးစားအထောက်တာတွေအကျိုးမပြီးအချီးနီးဖြစ်ရတာတွေလည်းရှိတတ်တယ်ပေါ့နော်ဒါတွေဟာဘာတွေလဲဆိုတော့ရှေးကကံတရားဟာအခုပြစ္ဆုတ်ပံဘဝမှာများစွာအကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာကိုထင်ရှားစွာပြထားတဲ့စကားတွေပေါ့နော်ကံအားဟာအာရကအားထဲမှာအလွန်ကြီးတယ်လို့မြတ်စွာဘုရားဟောတယ်တစ်ချိန်လုံးကကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ထက်သန်တဲ့စေတနာနဲ့ကိုလုတ်ခဲ့တဲ့လုပ်ရဟာဒီပြစ္ဆုတ်ပံကာလမှာကြီးမားတဲ့အကျိုးသက်ရောက်မှုရှိကိုရှိတယ်ဆိုတာကိုဘုံဘုံတို့မှန်မှန်ကန်ကန်မြင်နိုင်မှုလိုတယ်ပေါ့နော်ကံရဲ့အစွမ်းတတ္တိတွေကိုထဲထဲဝင်ဝင်နားလည်စေခြင်းနဲ့ပေါ့နော်ကိုဘုံဘုံတို့တယောက်နဲ့တယောက်ရုပ်ရည်တူသလားမတူဘူးဉာဏ်ရည်ဉာဏ်သွေးတူသလားမတူဘူးအစွမ်းအစတွေတူသလားမတူဘူးပိုင်ဆိုင်မှုတွေရောတူလားမတူနော်အမျိုးမျိုးကိုကွဲပြားခြားနားနေတယ်ပြောရင်ဘုံဘုံတို့ဒီဘဝမှာရထားတာတွေဟာအခြေခံအားဖြင့်ကတော့ကံပေးသမျှပဲရတာပါဟိုပိုင်ဆိုင်မှုဥစ္စာပစ္စည်းကိုတော့ဒီဘဝမှာဘုံဘုံတို့အများကြီးကြိုးပမ်းအထောက်မယ်ဆိုလို့ရှိရင်ရှေးကကံတဲ့တော်လည်းပဲဝရိယရဲ့အကျိုးရလဒ်ဉာဏ်ရဲ့အကျိုးရလဒ်တွေကိုခံစားရတာတွေတော့အများကြီးရှိပါတယ်သို့တော့ပြင်လို့မရတဲ့မိဘရဲ့အမွေကိုသားသမီးဟာမဖြစ်မနေဆက်ခံရတာတွေရှိတယ်ကောင်းမွေဆိုးမွေအဲ့လိုပဲမြတ်စွာဘုရားကံတရားဟာတတ္တဝါတွေသူတို့ပြုထားတဲ့ကံတရားဟာမိဘတပွဲပေါ့နော်ဒါကြောင့်တချို့လဲကံသာမိကံသာဖလို့ပြောကြတာရှိတယ်ဟုတ်လားကမ္မဒါယာတာကိုပြုထားတဲ့ကံတရားရဲ့အမွေကိုခံရလိမ့်မယ်ကိုရနေတဲ့ဒီအနေထားကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအဲ့ဒါတွေဟာကိုပြုထားတဲ့ကံတရားရဲ့အကျိုးရလဒ်တွေပဲဆိုတာညင်းနိုင်သလားမညင်းနိုင်ဘူးเนาะဒီရုပ်ရည်လေးဟာမိဘကိုအများကြီးတော့လည်းအခြေခံတယ်ဒါပေမဲ့ကံတရားကိုပို့ပြီးတော့ကြီးမားတဲ့အကြောင်းတရားအနေနဲ့အခြေခံတယ်တချို့မိဘအမေလဲအိုတယ်ဖေလဲအိုတယ်ဒါပေမဲ့သားသမီးကြမှာကြည်ကောင်းနေတယ်အမေကိုအဖေကိုနဲ့ရောမတူဘူးလားဆိုတော့လဲတူတယ်ဒါပေမဲ့ तू ကတစ်မျိုးတစ်ပါးသာကြည်ကောင်းနေတယ်ဟုတ်လားတချို့မိဘတွေကနော်အမေရောအဖေရောကြည်လို့ကောင်းတယ်ချောမောလှပကြတယ်ဒါပေမဲ့သားသမီးကြတော့ကြည်ရခက်နေတာတွေလည်းရှိတယ်ချောမောလှပတဲ့အမေနဲ့မတူဘူးလားအဖေနဲ့မတူဘူးလားဆိုတော့လဲတူသလောက်တော့တူနေတယ်အိုတာလေးတွေရွေးတူတယ်ပေါ့ကံကောင်းတဲ့လူကြတော့လှတာလေးတွေရွေးတူတယ်ပေါ့ဟုတ်လားအဲ့တော့ကိုရထားတဲ့ရုပ်ရည်အထူးသဖြင့်ကိုယ့်ရဲ့အစွမ်းအစကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးဟုတ်လားဒါတွေဟာတကယ်တမ်းကဘာပေးသလောက်ပဲဘုံဘုံတို့ရတာတော့ကံပေးသလောက်ပဲရတာနော်သေချာစဉ်းစားတာအဲ့ဒါကိုဘုံဘုံတို့မကြိုက်ပါဘူးလို့စောတကတက်လို့လည်းမရဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်မို့လို့ဒါကြောင့်မြတ်စွာဘုရားကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ကိုလှုပ်လိုက်ပြီကိုစေတနာနဲ့လှုပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒါကိုတကယ်ပိုင်သွားပြီကျန်တာတွေကတော့ဘာမှမသေးကြဘူးပဂရိဥစ္စာပစ္စည်းကိုပိုင်ဆိုင်တာလူချင်းချင်းပိုင်တယ်လို့ထင်တာအဓိကတော့သက်ရှိသက်မဲ့ဒိဋ္ဌိနှမျိုးပါပဲပိုင်နေထင်တယ်နောက်ဆုံးကိုယ်ခန္ဓာကြီးကိုပိုင်နေထင်တာဒါတွေကအထင်မြတာရှိတယ်တကယ်ပိုင်တာမဟုတ်ဘူးဘာဖြစ်လို့ဆိုမသေးကြမှုနဲ့သွားနေလို့ဥစ္စာပစ္စည်းကလည်းမသေးကြမှုနဲ့သွားတာပဲ तू ကကိုယ်ဆိုရင်စွန့်ပဲကိုကသူ့ကိုစွန့်ရင်စွန့်ပဲအခြေအနေရပါနော်ဘေးကကိုယ်ချစ်တဲ့လူကိုကချစ်တဲ့လူတွေကလည်းမသေးကြမှုနဲ့သွားတာပဲနောက်ဆုံးကိုယ်ခန္ဓာကိုယ်ကြီးကွာစားပါတော့မသေးကြမှုနဲ့သွားနေတာတကယ်သေးသေးချာချာကိုယ်ဟာပါလို့ပြောလို့ရတာကိုပြုထားတဲ့အလုပ်ဆိုတဲ့ကံတရားပဲရှိတယ်ဒါကြောင့်မြတ်စွာဘုရားဆင်ခြင်ရမယ်တဲ့ဘလို့ဆင်ခြင်ရမှာတော့ကမ္မတကောမိငါမှငါတကယ်ပိုင်တာဆိုလို့ငါဥစ္စာဆိုလို့ငါပြုထားတဲ့ကံပဲရှိတယ်လို့ဆင်ခြင်ရမယ်တနည်းအားဖြင့်ကောင်းမှုပြုရတာများအားချစရာကောင်းလိုက်တာလို့ဖြစ်ရလောက်တဲ့ပုဂ္ဂိုလ်တို့တွေအများကြီးရှိတယ်ဒါဘယ်သူအကြောင်းမြန်ငါပြောရမလဲလို့ဘုံကစဉ်းစားကြည့်တယ်ပြောစရာတွေကအများကြီးပဲဟုတ်လား
အဲ့ဒီမှာနည်းနည်းအမျိုးသမီးပိသက်အတွက်အတူယူအားကြစေရပါတော့နော်အစုအကြောင်းပြောခြင်းလို့ဆိုခေမာထေရီဟုတ်လားအလွန်ချောမောလှပတဲ့မဒရစ်အတိုင်းနဲ့လူဖြစ်တာကောဆိုအဲ့ဒီမှာသွားဖြစ်တယ်ဘုရင်သမီးသွားဖြစ်တယ်ဟောအရွယ်ရောက်တဲ့အခါကျတော့ဗိမိတာရမင်းကြီးကနောက်ကောက်ယူလို့မိဖုရားဖြစ်တယ်ရုပ်ရည်အနေနဲ့လည်းသူ့လောက်လှတာမရှိဘူးလို့တောင်သူထင်ရလောက်အောင်သူ့ရဲ့ရုပ်ရည်ဟာပြည့်စုံတယ်လောကီအနေနဲ့တော့ဒါအကုန်ကိုပြည့်စုံနေတယ်လို့ပြောလို့ရတယ်အဲ့မှာဘုံဘုံအံ့ဩတာသူ့ရဲ့ကောင်းမှုကအလွန်အားကြီးပါလားဆိုတာကိုဘယ်နေရာမှာသွားတွေ့မိတုံးဆိုတော့ဒီရုပ်ရည်တွေလှတာမိဖုရားဖြစ်တာလောက်ကိုစိတ်ထဲကသိမ့်မအံ့ဩဘူးပေါ့နော်အဲ့သူအကျွတ်တရားရဖို့အတိရူးဉာဏ်နုကိုရဖို့အတွက်ပဲသူ့ရဲ့ဘုံကဘလောက်ကြီးတုံးဆိုတော့သူကမြတ်စွာဘုရားဒီကိုသူကသွားကျင်တာမဟုတ်ဘူးမြတ်စွာဘုရားရုပ်ရည်ရဲ့အပြစ်ကိုပြောတယ်ဆိုတာကိုသူကကြားဘူးထားတော့ငါအမြန်လူကြားတဲ့မြန်ပြောထည့်လိုက်လို့ရှိရင်တော့မျက်စိမလားမျက်နှာမလားဖြစ်တော့မှာပဲဆိုသူမသွားတာဟုတ်လားဒါပေမဲ့သူ့ကိုအဲ့ဒီနေရာကိုမရောက်အောင်ဘယ်သူကပို့တော့ဗိမိတာရမင်းကြီးကပို့တယ်ချော့ပို့လို့မရချောက်ပို့လို့မရနောက်ဆုံးကျတော့ဘယ်လိုပို့တော့နော်နိုင်ငံမှာရှိတဲ့နုပညာရှင်တွေကိုနော်ဝေလူဝန်ကျောင်းတော်ကြီးရဲ့တာယာဘုံပေါ်စရာကောင်းမွန်တခြင်းရေးခိုင်းတယ်ခေတ်စားတဲ့တခြင်းတစ်ပုဒ်ဖြစ်အောင်တောင်လုပ်တယ်လူတွေရဲ့နှုတ်ဖျားဘယင်ကြိုက်တဲ့တခြင်းဆိုကြတော့အဲ့မှာမိဖုရားဒီလောက်တောင်သွားစရာကောင်းသလားဆိုတော့သွားရောဟိုရောက်တော့လည်းပဲသူ့ရဲ့ဘုံကံဘလောက်ကြီးတော့မြတ်စွာဘုရားသူ့ကိုဘာလုပ်နေတော့အယံသင်းစောင့်နေသူကမြတ်စွာဘုရားဒီသွားကျင်တာမဟုတ်ကြောင်းပဲသွားကြည့်တာတကယ်တမ်းကဟုတ်လားနောက်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မြတ်စွာဘုရားသူ့ထက်အစာပေါင်းများစွာချောမောလှပတဲ့နေမိတာယုတ်မျိုးသမီးလေးဖန်ဆင်းထားတယ်ဒါသူကဖန်ဆင်းထားလို့သူကတော့မသိပါဘူးဟုတ်လားသူအံ့ဩသွားတယ်သူကဒီယုတ်ကိုစိတ်ဝင်စားတဲ့ပုံကိုလေဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားသူ့ကိုနော်ပြောရလို့ရှိရင်တကူပြပြီးတော့ကိုဘာလို့ရတော့ချစ်ချွတ်တာသူ့ကိုအတိရူးဉာဏ်လူရဖို့အတွက်မြတ်စွာဘုရားအပင်ပန်းခံပြီးတော့ကိုဘောက်တောင်လှုပ်ပေးတာဘုရင်ကြီးကလည်းလှုပ်ပေးတာအဲ့ဒါလေးကိုဘုံဘုံကကြည့်တာပေါ့ဟုတ်လားနောက်တော့ဒီနေမိတာယုတ်ကတပြေးပြေးနဲ့ကြည်ရင်းနဲ့အိုးပြီးတော့နောက်ဆုံးနာပြီးတော့မရှုမလားပျက်စီးသွားတယ်ဟာတော်တော်ကိုစိတ်ပြည့်စရာကောင်းတဲ့အနေအထားကိုမြင်ရတော့အဲ့ဒီမှာရုပ်ရဲ့တဘာဝကိုမြတ်စွာဘုရားစကားတစ်ခွန်းမှမပြောပါပဲနဲ့သူကဖြစ်သွားတော့သဘောပေါက်သွားတယ်အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားတရားဟောလိုက်တယ်အဲ့ဒါလွယ်လွယ်ကူကူပဲအတိတူးဉာဏ်တို့ကိုရတယ်ဟုတ်လားနောက်တော့ဗိမိတာရမင်းကြီးဒီခွန်တောင်းပြီးတော့ယဟန်ပြုတော့ယဟန်မှဖြစ်တဲ့အခါကျတော့ယဟန်တာဖြစ်သွားတယ်တော့သူ့ရဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်သူ့ရဲ့ဘုံကံသူ့ရဲ့ပြုခဲ့မှုတဲ့ပါရမီကောင်းမှုကိုမှန်းလို့မရဘူးလားရဟုတ်လားနော်မိဖုရားဖြစ်တာလောက်ရုပ်ရည်လှတာလောက်ကိုဘုံဘုံကမအံ့ဩပါဘူးပြောခဲ့ပြီနော်သူတရားထူးရဖို့အသိဉာဏ်ရဖို့အတွက်ဘုရင်ကလည်းလှုပ်ပေးရတယ်နောက်ဆုံးမြတ်စွာဘုရားတောင်မှနော်ဤမျိုးစုံနဲ့အပင်ပန်းခံပြီးတော့သူ့ကိုနော်ဘာလုပ်ပေးရတော့နော်တရားဟောပေးရတယ်စဉ်းစားတရားမကောင်းဘူးလားကောင်းတယ်နော်ဒါဘုံဘုံဒီနေ့ပုပ္ပေဇကတပုံညတာအကြောင်းကိုပြောဘယ်သူအကြောင်းပြောခြင်းစိတ်ပေါက်တုံးဆိုတော့ကိုလည်းသိပြီးတော့မပြောဘူးသေးတဲ့နော်ဇောတိကတထေအကြောင်းပြောခြင်းတယ်အဲ့ဒီဇောတိကတထေကြီးကပြီးတော့သူကယဟန်ပြုပြီးတော့ယဟန်နာဖြစ်သွားတာသူ့အကြောင်းကိုဖတ်ကြည့်တာမယုံစရာကောင်းလောက်အောင်ကိုပဲကြီးကျယ်ခမ်းနားတယ်ပေါ့နော်သူကဗိမိတာရမင်းကြီးရဲ့တိုင်းပြည်မှာဖြစ်တာတထေကဒါဒီဘယင်နဲ့သူကအများကြီးတာနေတယ်သူနေဖို့နေရာတွေကိုနတ်တွေကဖန်ဆင်းပေးတယ်လို့ဆိုတယ်နောက်သူ့ရဲ့အိမ်ကိုနတ်ဘလူးတွေစောင့်ရှောက်တယ်အလွန်ဓမေကြီးလွန်းလို့လူတွေကတထေးအိမ်ကိုလာကြည့်တယ်ဗိမိတာရမင်းတောင်အလှည့်မကြဘူးတော်တော်နဲ့ဒါဘယင်ကြီးကနောက်တော့သွားကြည့်တာပေါ့နာမည်ကြီးလွန်းလို့သူ့တိုင်းပြည်ထဲမှာရှိတဲ့တထေးကြီးကအလွန်သူ့တဲ့တောင်နာမည်ကြီးနေတယ်ဆိုအဲ့ဒါဇာတတက်ကသူ့လက်ဆွဲပြီးတော့ကလေးပေါက်စာလိုက်သွားတယ်လို့ဆိုတယ်ဟိုရောက်တဲ့အခါကျတော့ဒီကြောက်တွေဖန်တွေဝင်းထိန်နေတာတွေပဲခင်းထားတဲ့ခါတော့ကြောက်တွေပါတွေလို့ထင်းနေတယ်တဲ့တိတ်တော့မသွားရဘူးတဲ့ဘုရင်ကြီးကဟုတ်လားအဲ့ဒါကျွန်မကလက်လှမ်းပေးတာတော့မှကျွန်မကိုတော့တထေးကြီးရဲ့ကြောထင်းပြီးတော့ तू ကရှက်နေတယ်တဲ့လက်မကင်ရဲဘူးတဲ့အများကြီးပါပဲရေးထားဖြစ်ချင်းတော့ဒီအဇာတတကအဲ့ဒါလက်ဆွဲရင်းနဲ့အလွန်ကြီးကျယ်ခမ်းနားတဲ့နော်ဗိမာန်ကြီးပေါ့နော်အိမ်တော်ကြီးငါဖေရရှင်ဘုရင်ဖြစ်ပြီးတော့တက်သားအိမ်နဲ့နေရတယ်ပေါ့နော်ငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ဒီတထေးကဘယ်နဲ့ကြောင့်ဒီလောက်ကြီးကျယ်နေတာတော့ငါရှင်ဘုရင်ဖြစ်တော့ဒီနေရာကိုငါလာသိမ့်ပြီးတော့ငါဒီနေရာမှာနေမယ်တခါလဲစဉ်းစားတယ်သူကလည်းဟုတ်လားအဲ့ဒါနဲ့နောက်တထေးကတော့မြောက်ကျွန်းသူနဲ့တွေ့ပြီးတော့ဘုရင်ကြီးရဲ့ခေါင်းပေါင်းထားတဲ့အဝတ်ကပါလာတဲ့ဒီအနံ့ကြောင့်မလို့မျက်ရည်ကျတဲ့မျက်ရည်အလိုလိုထွက်တာပေါ့နူးညံ့လွန်းလို့ဟာလောက်ပါအောင်မင်းတထေးကတော့ငါ